Hello အားလုံးပဲမင်္ဂလာပါတသားမိမိလေးနဲ့နေ့စဉ် English လို့ပြောဖို့တစ်ချက်ကြည့်ကြရအောင်နော်မငုံနဲ့ don't cry ထပ်ကြိုးစားကြည့် try again စာအုပ်ဖတ်ကြရအောင် let's read a book ဒါခဲရမှာ it is a pencil မင်းရဲ့အမဒါမှမဟုတ်ဆိုရင်ဘောနော်ညီမလေးသူကအိမ်နေရင်Your sister is sleeping. ဥပမာဆိုလို့ရှိရင်တစ်ခါတလေကြားလို့ဆိုရင်လေကလေးလေးကအရန်ကြည်ကြနေရစိုးနေတဲ့အချိန်ကြောင့်ဆိုရင်မမေကပြောလို့ရှိရပေါ့နော်တော်တော့နော်တိတ်တော့နော်ငါ့ကို3ထီရအောင်မလုံးနဲ့နော်အကယ်လို့3ထီရီပြီးလို့မှမသိဘူးဆိုလို့ဆိုရင်နည်းနည်းစော်ပလော်တီးခင်ရလေးပါလေရှိကောင်းရှိနိုင်တယ်ပေါ့နော်ညဆိုရင်အိမ်မှာဆိုလို့ဆိုရင်ငါ့ကို3ထီရီအောင်မလုံးနဲ့ဆိုလို့ဆိုရင် Don't make me count to 3နောက်ဆုံးတစ်ခုကကြတော့အိယာမှာဝင်ခင်သွားတိုက်ပါ brush your teeth before bed ပဲဖြစ်ပါတယ်အားလုံးအတွက်ဒီဗီဒီယိုလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အကယ်၍အသုံးဝင်ခဲ့ဆိုလို့ဆိုရင် comment မှာတစ်ချက် yes လို့မှန်းခဲ့ပေးပါအောင်နော်ဒါဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye